ငါပြောတာဘာမားလို့လဲငါပြောတာဘာမားလို့မင်းတို့အရာအများကြီးမကြည့်နဲ့ game ဆော့တက်ပြီးတော့ game ပွဲကြီးတဲ့သူတွေ game 4ပဲ just game 4ပဲကြည့်လိုက်ငါအများကြီးမပြောဘူးငါဘာလို့ပေါက်ပြီးတင်သွားလဲဆိုတင်ခဲ့မိလဲဆိုရင်ငါအရင်တော့တန်းဆော့ရဲ့ပလီယာအဲ့တော့ကိုယ့်ရဲ့ carry ဝင်ပေးနေတဲ့အချိန်မှာထွက်ပြေးသွားတဲ့အချိန်မှာငါရဲ့တန်းနေရာငါကြည့်ပြီးတော့ခံစားရတယ်ကွာဘာလို့လဲဆိုတော့အဲ့ဒီဥစ္စာဒါနိုင်အောင်ခဲ့မယ်ဆိုရင်တူးတူးဖြစ်မှာကွာအဲ့ပွဲသာနိုင်အောင်ခဲ့မယ်ဆိုတူးတူးဖြစ်မှာလက်ကအကွာကြီးတင်းစပရစ်နဲ့ YG နဲ့ဆို YG ကလူတွေကအကုန်လုံးသူ့အနေနဲ့သူအေးစစ်စစ်ပဲအကုန်လုံးအဆင်ပြေတယ်ကွာငါမကောင်းလို့ပြောတာမဟုတ်ဘူးအဲ့ဒီချိန်တော့ဖြစ်သွားတဲ့ဟာငါတို့အရင်တော့ game ဆော့ခဲ့ရဆိုတာတယောက်ဝင်တာနဲ့နောက်လူတွေကလည်းဝင်ပြီးတော့ချတာကွာအဲ့လိုမျိုးပဲဖိလစ်ပင်းနေဆော့တယ်ဆိုတာလေတယောက်ဝင်နေတာနဲ့နောက်လူတွေကလည်းစိတ်ဓာတ်နဲ့ငါလူဝင်နေရပဲချတယ်ဆိုတဲ့ဥစ္စာမျိုးပဲဖြစ်ခဲ့တာဘယ်သူမှထွက်မပြေးဘူးမင်းတို့စောက် game ပွဲကိုဘယ်လိုကြည့်လဲတော့ငါနားမလဲဘူးစောက်ယူတွေဒီပဲဖုန်းကင်မှာ game ဆော့ဖို့တဲ့ကောင်တွေကစောက်ဖင်ရနေ